ရှင်နုရုဒ္ဓရဲ့ဆုတောင်းဘဝတစ်ခုမှာမျက်ရိပ်ပြီးတော့ရောင်းစားရတဲ့ဆင်းရဲသားတယောက်ဖြစ်ခဲ့တယ်အဲ့ဒီဆင်းရဲသားဖြစ်တဲ့အခါမှာသူ့ရင်ထဲမှာသရတရားရှိတယ်လှုပ်အားရှိတယ်အခွင့်အလမ်းတွေရှိတယ်သူ့မှာအဲ့ဒီအခွင့်အလမ်းကိုသူအသုံးချလိုက်တယ်တနေ့ကျတော့မျက်ထုတ်ထမ်းပြီးတော့ပြန်လာတဲ့မောကြီးပန်းကြီးပြန်လာတဲ့အချိန်လေးမှာပိစိကဗုဒ္ဓတဆူနဲ့ပပင်းမတွေ့ရှင်တဲ့ကသရဖြစ်တယ်ရှင်တဲ့ကသရဖြစ်သည့်အတွက်ကြောင့်မျက်ထုတ်ချအိမ်ပြန်ပြီးတော့သူ့အတွက်ချက်ထားတဲ့ထမင်းကိုယူပြီးတော့ပိစိကဗုဒ္ဓအရှင်မြတ်ရဲ့တပိတ်ထက်လောင်းပြီးတော့ဝန္တာအာယတရာပိတိကြည်နူးစွာနဲ့လှူဒန်းလိုက်တယ်ဘလို့တောင်းလို့ဆိုရင်သူကဟောဒီကုသိုလ်ကောင်းမှုကြောင့်တဲ့လှူဒန်းရတဲ့ဒီကုသိုလ်ကောင်းမှုကြောင့်မာမေတာလိဋ္ဌိယအခုဘယ်သောခါမှဆင်းရဲတဲ့ဘဝမှာမဖြစ်ပြရစေနဲ့ဒါသူဆွတ်တောင်းတယ်ဘယ်တော့မှလူမဲဘဝမဖြစ်ပြရစေနဲ့ဆင်းရဲမွဲတေတဲ့ဘဝမှာမဖြစ်ပြရစေနဲ့ဒါလည်းမကဘူးနတ္ထိတိဝဆနနာမမာဟောတိဘဝဘဝေမရှိဘူးဆိုတဲ့စကားကိုတောင်မကြားခြင်းမရှိဘူးဆိုတဲ့စကားတောင်မှသူ့ရဲ့ရှင်ထဲမှာဘယ်တော့မှဒီစကားလုံးကိုမရှိပါရစေနဲ့မသုံးလုံးမရစေခုခေတ်လူတွေပြောတယ်မဟုတ်လားငါရဲ့ dictionary ထဲမှာမသိဘူးဆိုတာမရှိဘူးအလုံးသိတယ်ဆိုတဲ့သူလည်းမရှိဘူးဆိုတဲ့စကားမကြားပါရစေနဲ့ဆင်းရဲမွဲတေတဲ့ဘဝဘယ်တော့မှမရောက်ပါရစေအဲ့တော့သူဆုတောင်းတာဆင်းရဲမွဲတေတဲ့ဘဝမရောက်ပါရစေနဲ့ဆိုရင်ချမ်းသာတဲ့ဘဝလုံလောက်တယ်မရှိဘူးဆိုတာတောင်မကြားပါရစေနဲ့ဆိုတော့သူတောင်းလိုက်တဲ့ဆိုတာသူဟာမသိတဲ့ဘဝမျိုးလိုဖြစ်သွားတယ်မုံတောင်မှကစားပွဲတိုင်းတငယ်ချင်းတွေနဲ့မုံတန်းကစားတယ်ကစားတိုင်းသူဟာရှင်နုရုဒ္ဓမင်းသားဘဝမှာကစားပွဲရှုံးလို့သူကကြီးပဲကျွေးရတယ်ကျွေးရပါများတော့အိမ်ကသူ့အမေကမုံကုံနေလို့မရှိတော့ဘူးလို့ပြောလိုက်တာ哦အဲ့ဒီမရှိတာကိုပဲပေးလိုက်ပါလို့ပြောတာမရှိကိုမသိလို့မရှိမုံဆိုပြီးတော့သူဟုတ်တယ်မရှိဘူးဆိုတဲ့အဓိပ္ပာယ်ကိုမသိတာမကြားပါရစေနဲ့သို့တော့သူတောင်းလိုက်တဲ့ဆုကြောင့်မရှိဘူးဆိုတာမသိဘူးဒီအဓိပ္ပာယ်ငါသားနားလဲအောင်ပြမယ်ရွှေခွဲတစ်ခွဲအောက်ကထားအပေါ်ရွှေခွဲတစ်ခွဲကဖုံးအထဲထဲဘာမှမထည့်ပဲနဲ့ရော့မရှိဘူးဆိုတဲ့မုံဟာဒါပဲလို့ဆိုပြီးတော့ခွက်ကြည့်ပေးလိုက်တယ်။ခိုးရောက်တဲ့အခါကျတော့မုံတွေကပြည့်နေတဲ့ခွက်ထဲရောက်ဒါသူ့ဆုတောင်းပဲနော်။ဆုတောင်းကြောင့်မှသူမရှိဘူးဆိုတဲ့အတိကိုသူကောင်းနဲ့မရောက်အောင်လုပ်ပေးထားတာ။ကုသကံလုပ်ပေးတာ။ဒါသူ့ရဲ့ဆုတောင်းပဲ။